မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့မှာတော့စာရေးသူလင်းအောင်စင်ရေးသားတဲ့ငါအတွက်ငါရှိရဲဆိုတဲ့စာအုပ်လေးရဲ့အပိုင်းနှစ်ကိုဖတ်ပြပေးပါမယ်မနက်ခင်းရောင်ဒီကိုမြင်ရဖို့နိုးထနိုင်ခဲ့ခြင်းဟာမတိဆုံးခြင်းရဲ့သင်္ကေတပဲပေါ့ပျော်ရွှင်စွာဖြတ်သန်းကြရအောင်ခေါင်းစဉ်ကျင်းနှက်စရာကောင်းတယ်တခါကမုန်တိုင်းမိပြီးတင်မောတစ်စင်းဟာပင်လယ်ထဲမှာနေမြုပ်ခဲ့ပါတယ်အဲ့ဒီတင်မောပေါ်မှာပါတဲ့လူတွေကအော်ကြဟစ်ကြရုံးရင်ဆန်ခတ်ဖြစ်ကြနဲ့ဆူညာပွဲလောရိုက်ပြီးကဘာပြက်နေခဲ့ပါတယ်အဲ့ဒီအထက်ကမှလူ၃ယောက်ကတော့ကံကောင်းထောက်မှစွာနဲ့ဘောကွင်းရေတကွင်းကိုဖတ်တွယ်ပြီးပင်လယ်ထဲမျောပါသွားခဲ့ကြပါတယ်နောက်တစ်နေ့ရောင်ဒီတွေဖြာတဲ့အချိန်မှာတော့သူတို့၃ယောက်စလုံးကတဲတောင်ပြင်ပေါ်မှာချစ်ပြစ်လက်ပြစ်နဲ့အိမ်မောက်ကြနေရကနိုးထလာနိုင်ခဲ့တယ်သူတို့၃ယောက်စလုံးကကျွန်းလေးတစ်ခုပေါ်ရောက်သွားခဲ့ကြတာပါအဲ့၃ယောက်ကအဖိုးတစ်ယောက်ရယ်ကုမ္ပဏီပိုင်ရှင်တစ်ထေးတစ်ယောက်ရယ်ဝဲလုံကျောင်းသူမျိုးသမီးတစ်ယောက်ရယ်ပါစစချင်းလက်နိုးလာတဲ့အချိန်မှာကျောင်းသူမျိုးသမီးနဲ့ကုမ္ပဏီပိုင်ရှင်ဟာအသေးအတန်ငိုကြွေးပါတော့တယ်သူတို့ဒုက္ခရောက်ပါပြီဘယ်ကိုရောက်လာမှန်းမသိဘူးဆိုပြီးတော့ပေါ့ဘာလို့ရအောင်မှညာလို့ရအောင်မှနဲ့ငိုကြွေးမြည်တမ်းကြတဲ့အဖိုးကတော့ရှင်တန်နေသေးတဲ့အတွက်ကောင်းကင်ကြီးနဲ့ပင်လယ်ပြင်ကိုတိုင်တယ်ရှိခိုးပြီးကျေးဇူးတွေတင်နေခဲ့ပါတယ်နောက်တော့သူတို့၃ယောက်စလုံးကျွန်းလေးပေါ်ကကြောက်ကလေးတစ်ခုထဲမှာနေခဲ့ကြပါတယ်ကျောင်းသူမျိုးသမီးကသူဆက်ထွက်လာတဲ့နေ့ကနေရက်တွေကိုပြတ်တွဲလေးရှိပြီးတောကတွေရောက်နေပါတယ်ဒီနေ့ဆိုဘာချိန်ရောက်ပြီဒီချိန်ကစီးပွားရေးဘာသာအချိန်ဒီချိန်ကဘာသာဗေဒအချိန်နဲ့ပြောပြီးသူစာတွေလိုက်မမီနိုင်တော့တဲ့အကြောင်းသူရက်တွေပြတ်တာများပြီမို့ကျောင်းထုတ်ခံရတော့မယ့်အကြောင်းပြောပြီးမစားနိုင်မတောက်နိုင်ဖြစ်နေခဲ့ပါတယ်ကုမ္ပဏီပိုင်ရှင်တရေကတော့မနေ့နေအောင်လာတဲ့အခါကန်းဆန်နာကကြောက်ဆောင်တွေစီသွားငူထိုင်နေလေးရှိတဲ့အဖိုးကိုလည်းညညဆိုတိုင်တယ်ပြောလေးရှိတယ်သူ့ကုမ္ပဏီမှာသူသာမရှိရင်ဒုက္ခရောက်တော့မယ့်အကြောင်းသူဆွဲထားတဲ့ပလန်တွေ project တွေတော့အချိန်နောက်ကျပျက်စီးတော့မယ့်အကြောင်းပြောပြီးငိုကြွေးတယ်တဲ့အဖိုးကတော့မိုးလင်းလာတဲ့အခါရောင်နေမလာခင်ဆက်ရည်သွားခတ်တယ်ကောင်းငင်နဲ့ပင်လယ်ပြင်ကြီးစီတိုင်တယ်ပြီးရှင်သန်ခွင့်ပေးနေသေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောတဲ့ဆန်းရည်ရှိရာစီရောက်တဲ့အခါအဖိုးဟာရေထဲကသူ့မျက်နှာသူကြည့်ပြီးသဘောကျရမောလေးရှိတဲ့အမေငါမျက်နှာကြည်လင်နေပါလားနုပြိုနေသေးပါလားဆိုပြီးပြောရတဲ့နေအောင်လာတာနဲ့အဖိုးဟာညကမိဖို့ကိုတချောင်းဆို6တွေထပ်ဖြည့်တယ်24နာရီလုံးမီးရောင်နဲ့မီးခိုးထွက်နေအောင်လုပ်ပါတယ်ကန်းကြီးကငါပစုံတွေဖမ်းပြီး3ယောက်စလုံးစားနိုင်အောင်ပြုလုပ်တယ်ကုမ္ပဏီတထေးနဲ့ကျောင်းသူမျိုးသမီးကတော့တောကတွေရောက်လိုက်ဒေါသတွေထွက်လိုက်တင်မောကိုချိန်သေးလိုက်ပင်လယ်ပြင်ကိုချိန်သေးလိုက်လုပ်တဲ့သူတို့ကိုလိုက်မရှာရကောင်းလားဆိုပြီးသူတို့နဲ့ပတ်သက်ရာတွေကိုနေဝင်မိုးချုပ်ဒေါသတွေထွက်နေကြတာပါပဲတလားလောက်ကြာတဲ့အခါကျောင်းသူမျိုးသမီးဟာကဲမဲ့သူမရှိတော့ဘူးဆိုပြီးစိတ်ထောင်းကိုကြည်နဲ့အာဟာရနေပြီးဆုံးမတော့ပါတယ်ကုမ္ပဏီတထေးကလည်းသူ့ဘဝဒီတိုင်းမနေနိုင်ဘူးဆိုပြီးကျုံးပေါ်ကတစ်လုံးရှည်တစ်ခုနဲ့ပင်လယ်ထဲမျောလွင့်သွားတဲ့အတန်တန်ဖြောင်းမြပေမဲ့မအောင်မြင်တော့အဖိုးကိုလည်းတထေးဆိုသူကိုလက်လျှော့လွှတ်လိုက်တော့တယ်အဖိုးကတော့တချင်းလေးတညင်းကြီးမီလေးတဖိုးဖိုးနဲ့နေရက်တွေကိုကျေနပ်စွာဖြတ်တန်းပါတယ်တနေ့မှာတော့တင်မော်တစ်စင်းဟာအဖိုးအိုရဲ့မိခိုးတန်းကိုတွေ့ပြီးမော်တော်တစ်စင်းနဲ့လာကယ်တင်သွားခဲ့ပါတယ်ပုံမြင်ကတော့ဒီလောက်ပါပဲဒီပုံမြင်ကိုကျွန်တော်အရွယ်ရောက်စကကျွန်တော်ဆရာကပြောပြခဲ့တာပါဆရာပြောပြတဲ့အခါတိုင်းထပ်ပြောပြနေတာသိလဲကျွန်တော်တေချာစိတ်ပျော်ဝင်စားနားထောင်ခဲ့ရတာပါပုံမြင်ပြီးတိုင်းအဖိုးအိုလိုဘယ်နေရာရောက်ရောက်စိတ်ကိုနေပြောအောင်နေတတ်ဖို့ပျော်ပျော်ရွှင်ရွှင်နေဖို့ဆရာကသင်ပေးခဲ့ပါတယ်ဆရာသင်ပေးခဲ့တဲ့အတိုင်းကျွန်တော်မိုးလင်းလို့အိပ်ရထားတိုင်းမှန်ကိုအရင်ကြည့်ပြုံးပြီးကျဉ်းတတ်ခဲ့ရပါတယ်မနေ့ကစိတ်ညစ်ညူးမှုတွေကိုထားပစ်ခဲ့လိုက်နိုင်ပါတယ်မနက်ခင်းရောင်ဒီကိုမြင်ရဖို့နိုးထနိုင်ခဲ့ခြင်းဟာ
မသိဆုံးခြင်းရဲ့သင်္ကေတပဲပေါ့ပျော်ရွှင်စွာဖြတ်သန်းကြရအောင်လောကကြီးမှာအရှိကိုအရှိတိုင်းလက်ခံခြင်းအရှိကိုအရှိတိုင်းကျေနပ်ခြင်းဟာစိတ်ချမ်းမြေ့ရတယ်ပျော်ရွှင်ကျေနပ်ရပါတယ်ဖြစ်ပေါ်လာတဲ့အရာပေါ်မှာစိတ်လိုမလိုက်ပဲစနစ်တကျတွေးခေါ်နေထိုင်တတ်တဲ့အခါကျေနပ်ပျော်ရွှင်ရပါတယ်တယောက်နဲ့တယောက်ဖြစ်တည်ပုံချင်းမတူသလိုတနေရာနဲ့တနေရာတရှိရှင်းတန်ပုံချင်းလည်းမတူကြပါဘူးသူကဆရာဝန်သူကကုမ္ပဏီတစ်ထေငါကတော့ဈေးတယ်ဆိုပြီးစိတ်ပြတ်အားငယ်ခြင်းစိတ်မကျေနပ်ခြင်းကကိုဒုက္ခပေးခြင်းတစ်မျိုးပါပဲငါမရှိရင်မဖြစ်ဘူးဆိုတာကလည်းကိုဒုက္ခပေးခြင်းတစ်မျိုးပါပဲလောကမှာဘယ်သူမှမရှိလို့မဖြစ်ဘူးဆိုတာမရှိပါဘူးအကုန်ထားခဲ့ကြသိကြရမှာပါပဲစိတ်မထားတတ်ခြင်းကကိုဒုက္ခပေးခြင်းတစ်မျိုးပါပဲကိုယ့်ရဲ့ဖြစ်တည်ခြင်းအတွက်ကိုယ့်ဘာသာကျင့်တတ်တဲ့အခါပြောစရာကောင်းပါတယ်ကိုယ့်ရဲ့ကြိုးစားခြင်းအတွက်ရရှိလာတဲ့ဘယ်အသီးပွင့်မျိုးမဆိုကျင့်တဲ့လက်ခံတတ်တဲ့အခါပျော်ရွှင်ဝမ်းသာရတယ်ကိုယ့်ရဲ့အရှိတရားအတွက်ကိုယ့်ဘာသာလက်ခံရတဲ့အခါကျင့်တတ်တဲ့အခါပြောစရာအလွန်ကောင်းပါတယ်ကိုသူများနဲ့မရှင်တော့ပဲကိုအကောင်းဆုံးကြိုးစားနေထိုင်တတ်တဲ့အခါစိတ်ပျော်ရွှင်အေးမြပါတယ်ကိုယ့်စီကိုရောက်လာတဲ့အရာတိုင်းကိုစိတ်မကျေနပ်မှုတွေနဲ့တွန်းထုတ်တဲ့အခါအသက်တူပါလိမ့်မယ်ကိုယ့်စီကိုရောက်လာတဲ့အရာတိုင်းကိုစိတ်ကိုအကောင်းဆုံးအသင့်ပြင်ပြီးစီမံခန့်ခွဲတဲ့အခါကျင့်တဲ့စရာကောင်းပါတယ်ငါရုပ်ကဆိုးလို့မနှက်ခင်းမှန်ကြည့်ပြီးမရေကျင်ပါဘူးလို့ပြောရင်ဒါဟာကိုယ့်ရဲ့အရှိတရားကိုလက်မခံတတ်မကျေနပ်နိုင်သေးတာပါပဲအဲ့ဒီလိုကိုယ့်အရှိတရားကိုတောင်လက်မခံမနှိမ့်မြုပ်နိုင်တဲ့အခါကျေနပ်ပျော်ရွှင်စရာကောင်းနေအောင်မှာမဟုတ်ပါဘူးရုပ်ဆိုးလှတဲ့တချို့သရုပ်ဆောင်တွေဟာသူတို့ရဲ့ဖြစ်တည်ခြင်းကိုလက်ခံပြီးကြိုးစားလို့ကဘာကျော်နေကြတဲ့သူတွေလည်းအများကြီးပါပဲဒါဟာကိုရလာတဲ့အရာကိုလက်ခံကျင့်တဲ့ရေးပြီးကြိုးစားရှင်သန်ခြင်းကြောင့်ရလာတဲ့အကျိုးကျေးဇူးပါကိုယ့်ရဲ့ရှိတရားကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ရောက်ရှိလာတဲ့အရာတွေကိုကိုယ့်စီရောက်လာတဲ့အရာတွေကိုရောက်သွားတဲ့နေရာတွေအပေါ်မှာလက်မခံနိုင်ကျင့်တတ်အောင်နေထိုင်မပြုတ်မှုနိုင်တဲ့အခါဘဝကပျော်ရွှင်စရာကောင်းနေအောင်မှာမဟုတ်ပါဘူးကျွန်တော်တို့အသက်ရှိရှိပျော်ပျော်ရွှင်ရွှင်နေလို့ရတယ်မဟုတ်လားပုံမြင်တဲ့ကအဘိုးဟိုလိုနေကြရအောင်ခုပဲကိုယ့်ရုပ်ကိုမှန်တဲ့ကြည့်ပြုံးပြီးကျင့်တတ်ပျော်ရွှင်လိုက်ရအောင်ဖြစ်တည်လာတဲ့အရာတွေအပေါ်မှာကျင့်တတ်စွာလက်ခံနေနိုင်တတ်ဖို့သင်ယူကြရပါမယ်အရှိတရားကိုအရှိတရားအတိုင်းလက်ခံရတဲ့အခါစိတ်ဟာကျဉ်းနှံ့နေပြောတယ်ဖြစ်တည်ခြင်းကိုသိရှိဖြစ်တည်နိုင်တဲ့အခါစိတ်အစုံဟာအေးမြငြိမ်းချမ်းတယ်တပားသူနဲ့ရှင်ရမှာထက်ကိုယ်စိတ်ကိုပြင်ဆင်နေထိုင်တဲ့အခါစိတ်ဟာအေးမြတန်ရှင်းခြင်းမှာဝေ့ပြော်တယ်ရောက်လာတဲ့အရာတွေကိုအကောင်းဆုံးပြင်ဆင်ရင်ဆိုင်တဲ့အခါစိတ်ဟာကျဉ်းနှံ့ခြင်းမှာတည်ငြိမ်တယ်ရောက်သွားတဲ့အရာတွေပေါ်မှာကာလဒေသံကျင့်တတ်တဲ့အခါစိတ်ဟာကျဉ်းနှံ့ပျော်ရွှင်တယ်သင်ငယ်ချင်းမရှိတဲ့ခွန်အားဟာတန်မာပါတယ်အရာရာကိုရင်ဆိုင်နိုင်ပါတယ်ခေါင်းစဉ်အဖိုးထိုက်တဲ့နန်းတော်ငါအတွက်ငါရှိတယ်ဆိုပြီးယုံကြည်ကိုးစားတတ်တဲ့စိတ်ရဖို့ကိုယုံကြည်ဖို့ဆိုတာသူများနဲ့ရှင်တွေးပြီးစိတ်တော့ကမရောက်ဖို့လဲလိုပါတယ်တိမ်ငယ်အားငယ်တတ်တဲ့စိတ်မရှိဖို့တိမ်ငယ်စိတ်တွေကိုမောင်းထုတ်ဖို့လဲလိုပါတယ်တိမ်ငယ်တတ်တဲ့စိတ်ကိုမောင်းထုတ်ဖို့ပြောတဲ့အခါကျွန်တော်စိတ်ထဲတန်တရိယာမိသွားတဲ့သူအကြောင်းပြောပြခြင်းပါသေးတယ်သူကတော့ကျွန်တော်ရဲ့တိမ်ငယ်တတ်တဲ့စိတ်ကိုမောင်းထုတ်ဖို့လမ်းပြခဲ့သူပါပဲသူ့နာမည်ကဒေါ်ပူမာပါဒေါ်ပူမာကကျွန်တော်မွေးစာတီရွာကပါဒေါ်ပူမာလို့ပြောရင်ကျွန်တော်တို့တရွာလုံးမသိတဲ့သူမရှိပါဘူးဒေါ်ပူမာတို့အိမ်ကရွာချောင်းမကြီးဘေးကညာခင်းလေးထဲမှာရှိတာပါတက်ငယ်မိုးထရံကအင်္ဂလိပ်ရာသီပေါ်တီးနှံတွေစိုက်ပြီးအသက်မွေးကြတာပစ္စည်းရှိလူရန်သားမဟုတ်သလိုငတ်ပြတ်လှတဲ့လူရန်သားလည်းမဟုတ်ဘူးကိုဝမ်းကိုကြောင်ပြီးလက်ပြလုံးလုံးတိတ်ခါရှိရှိရက်တည်နိုင်တဲ့လူရန်သားဆိုပါတော့ဒေါ်ပူမလို့ပြောရင်တရွာလုံးကလေးကအစလူကြီးအစုံမသိသူဘာကြောင့်မရှိသလဲဆိုတော့ဒီလိုပါဒေါ်ပူမကပတ်စံချမ်းသာလာသူမဟုတ်ပေမဲ့
အလှူဒန်းဆိုရင်လည်းဘယ်တော့မှမနေပါဘူးတခြားသူကိုကူညီရမယ်ဆိုရင်လည်းမနှောင့်နှေးတတ်သူပါသူ့မှာတင်ငယ်ချင်းအားငယ်ချင်းတွေအတော်ရှားပါတယ်ရွာဦးတမယုံကနေဝါရွိအုပ်ဖို့နေမျိုးမှာအလှူငွေလှူလို့ရပါပြီဆိုပြီးလော့စပီကာကကြေညာရင်ပထမဆုံးလူသူဟာသူပါပဲကျန်တဲ့လူတွေက900လောက်မှမလူနိုင်ရင်ရှက်စရာကြီးဆိုပြီးမလူသေးပဲထားတဲ့အချိန်မှာဒေါ်ဘူးမကသူတတ်နိုင်တဲ့150သွားလူပြစ်လိုက်တာပါပဲလော့စပီကာကနေဒေါ်ဘူးမက100လူရမ်းသွားပါသည်ဆိုရင်ပဲသူ့မှာပီတိတွေနဲ့ပျော်နေတတ်သူပါလမ်းနေဖို့ရွာလမ်းမှမြက်တွေရှင်းကြပြီဆိုရင်လဲဒေါ်ဘူးမကရင်နွေးဦးမရှိပေမဲ့ရင်နွေးကြိုတဲ့ဂိုင်းနဲ့အိုးကိုလက်ဖက်6ခပ်လက်ကဆွဲသူ့ရခင်ထွက်ပြောင်းမှုကိုဖုတ်စကောနဲ့ရွက်လာပြီးဒါနလုပ်သေးတာပါရှက်စရာကြီးတင်ငယ်တရားကြီးဆိုပြီးဘယ်တော့မှမတွေးပါဘူးရွာအလူတန်းမင်္ဂလာဆောင်လေးများရှိရင်လဲဖြင်းစားဖို့လေးတွေဆက်ချုပ်ထားတဲ့ဖြင်းအင်ကြီးနဲ့တပတ်နွမ်းထမိန်လေးဝတ်တနခါဖွေးသားနဲ့စာဆုံးကုညီလောက်ကင်ပေးတာပါပဲနှစ်စဉ်ကျင်းပနေကြကျွန်တော်တို့မျိုးရဲ့ဗုဒ္ဓမြတ်စွာတော်ပွဲချိန်ဆိုလဲဒေါ်ဘူးမတို့လင်မယားအဝတ်ချင်းကလေးရွက်အိမ်လောက်ကောင်းချင်းဆိုင်ထုတ်ကလေးတွေဆွဲလို့မနေ့အစောထမြို့ကိုခြေချင်းတက်ဆွဲတော်ဖူးကြသေးတာပါလမ်းမေးကကတ်လျှောက်နေတော့ဆက်ပြီးတော့တန်ငယ်တို့နဲ့လာတဲ့အသည့်တွေများမြင်ရင်အော်ဟစ်နှုတ်ဆက်ပျော်ရွှင်နေတော့တာပါပဲငါကတော့စပိန်မရှိနိုင်ဘူးဆိုင်ငယ်မရှိဘူးရှက်စရာကောင်းလိုက်တာဆိုတဲ့တိမ်ငယ်စိတ်အားငယ်စိတ်တကယ်မရှိတာပါပုံမှန်ချိန်တွေဆိုလဲလင်မယားနှစ်ယောက်ညာကင်းကလေးထဲမှာတကုတ်ကုတ်ပေါင်းတော့မျက်ရှင်းနဲ့ခြံရှိကဖြတ်သွားသမျှသူကိုစောင့်နောက်နဲ့ပျော်ရွှင်နေတာပါပဲဒပုမရဲ့စိတ်အိမ်ကလေးဟာတိမ်ငယ်ချင်းအားငယ်ချင်းကင်းပြီးဘယ်လောက်များတန်မာပျော်ရွှင်စရာကောင်းပါသလဲရွှေငွေပရမများမပိုင်ပေမဲ့အဲ့ဒီထက်တန်မိုးရှိတဲ့တိမ်ငယ်အားငယ်ချင်းမရှိတဲ့သူ့အိမ်ကလေးဟာနန်းတော်တော်မြဖိုးရှိလာပါတယ်တိမ်ငယ်ချင်းကဲနဲ့အဖိုးတိုက်တဲ့နန်းတော်ပါပဲငငယ်ကဘသူတွေကစပင်းနဲ့ဘသူတွေကအင်ကြီးအစ်စ်ပေါ်တာဝတ်တာဘသူကတော့ကြောပေါ်ကြီးအစ်စ်နဲ့မှုတားကအဟောင်းနဲ့မှုကြောင်းမတက်ချင်ဘူးဆိုတဲ့အချိန်တွေတိုင်းကျွန်တော်ကိုဆုံးမစကားဆိုတဲ့အဖေဟာဒေါ်ပုမကိုပဲဥပမာပေးခဲ့ပါတယ်အရွယ်ငငယ်တုန်းကတိတ်နားမလဲခဲ့ပေမဲ့အရွယ်ရောက်လို့လူလောကစုံစမ်းဆင်းရတဲ့အခါဒေါ်ပုမရဲ့တင်ငယ်မှုကင်းတဲ့စိတ်နှမ်းတော်ကလေးကိုသတိရမိတော့တာပါပဲကြင်ကြံလိုက်နာဖို့သတိရမိတော့တာပါပဲကျွန်တော်တို့တွေဟာသူများနဲ့ရှင်ပြီးကိုယ်စိတ်ကိုနှိပ်စက်တတ်ကြပါတယ်ဘယ်သူကတော့ဘာရနေပြီငါမရသေးဘူးဘယ်သူကတော့ဘာတွေလုပ်နိုင်တယ်ငါမလုပ်နိုင်ဘူးဆိုပြီးစိတ်ပြက်အားငယ်တိမ်ငယ်တတ်ကြပါတယ်သူ့မိဘကချမ်းသာလိုက်တာငါမိဘတော့ဆင်းရဲလို့ငါကတော့ဘာမှမဝယ်နိုင်ဘူးဆိုပြီးကိုယ်စိတ်ကိုချိုးနှိမ်ပစ်ကြပါသေးတယ်ကျွန်တော်တို့ဒေါ်ပုမလိုကိုဖြစ်တည်ခြင်းကိုအကောင်းဆုံးလက်ခံပြီးဘယ်သူနဲ့မှမရှင်ပြိုင်ပဲမရှင်တန်ကြပါဘူးဒါကပဲကျွန်တော်တို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ကိုယုံကြည်တဲ့စိတ်တွေကိုပျောက်ကွယ်သွားစေခြင်းပါပဲကိုယုံကြည်မှုဆိုတဲ့ confidence ရှိရင်လောကကြီးကပျော်စရာကောင်းပါတယ်တင်ငယ်ခြင်းမရှိတဲ့ခွန်အားဟာတတ်မှာပါတယ်အရာရာကိုရင်ဆိုင်နိုင်ပါတယ်ကိုကြိုးစားလို့ဖြစ်တည်လာသမျှအရာတိုင်းအတွက်ဘာမှအားငယ်တိမ်ငယ်စရာမရှိပါဘူးဒါဟာဂုဏ်ယူပျော်ရွှင်စရာပါပဲကိုကတော့ဘေးနဲ့ဘွဲရလို့သူကတော့ဆရာဘွဲရလို့ဆိုပြီးဘာမှစိတ်ပြည့်အားငယ်စရာမရှိပါဘူးလူတွေဟာကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ့်အိမ်မက်နဲ့ကိုလမ်းလျှောက်နေကြတာပါဂျမားကဆရာဘဲမရဘူးအိုင်းစတိုင်းကကျောင်းတော်အထောက်ခံရပါသေးတယ် Facebook တီထွင်သူမက်ဇူကာဘတ်ဟာဘွဲ့တွေဒီဂရီတွေအများကြီးရနေသူမဟုတ်ပါဘူးကိုယ့်ရည်ရွယ်ရာကိုယ့်အိမ်မက်ကိုယုံကြည်မှုရှိတိမ်ငယ်မှုမရှိရှောက်လန်းဖို့ပဲလိုတာပါယုံကြည်မှုရှိတဲ့စိတ်ဆိုတာဘွဲ့တွေဒီဂရီတွေရတာအတတ်ပညာတွေနဲ့မဆိုင်ပါဘူးဖြစ်ချင်တဲ့စိတ်နဲ့ကြိုးစားရုန်းကန်ဖို့ပဲလိုတာပါတိမ်ငယ်မှုဆိုတာလူညံ့တွေမလုပ်ပါဘူးထူးချွန်ထက်မြက်လာမဲ့သူဟာတိမ်ငယ်မှုအားငယ်မှုတွေကိုမောင်းထုတ်နိုင်ရပါမယ်ကိုယုံကြည်မှုအပြည့်ရှိနေရပါမယ်တိမ်ငယ်တတ်တဲ့စိတ်ဟာပျော်ရွှင်ခြင်းကိုတတ်ပါတယ်တ
ခြားသူနဲ့အမျက်ရှင်ကြည့်ပြီးတင်ငယ်အားငယ်နေတဲ့စိတ်ဟာကိုယ့်အိမ်မက်ကိုမြင်းမြုပ်နေသလိုပါပဲကိုယုံကြည်ကိုးစားမဲ့သူဟာတင်ငယ်မှုကင်းတဲ့နန်းတော်စိတ်အမျက်ရှိနေရပါမယ်တက်ကြွနေရပါမယ်ကျွန်တော်တို့တွေကိုယုံကြည်ကိုးစားပြီးကိုယ့်အိမ်မက်ကိုကောင်းထည်ဖော်ဖို့ဆိုရင်တော့ဒေါ်ဘူးမလိုဘယ်သူကိုမှရှင်မြင်မနေပဲကိုဖြစ်တည်မှုနဲ့ကိုရှင်သန်ကြိုးစားကြရပါမယ်။တင်ငယ်ချင်းတွေကင်းတဲ့အခါပျော်ရွှင်ခြင်းကလက်တကမ်းမှာပါ။တင်ငယ်တတ်တဲ့စိတ်ကိုမောင်းထုတ်လိုက်ကြရအောင်။ပျော်ရွှင်ခြင်းတန်းတော်လေးပိုင်ဆိုင်ဖို့ပေါ့။ရဲရင်ထက်မြက်တဲ့သူဖြစ်ဖို့တင်ငယ်တတ်တဲ့စိတ်ကိုမောင်းထုတ်ရပါမယ်။ပျော်ရွှင်စွာနေတတ်တဲ့သူဖြစ်ဖို့တင်ငယ်တတ်တဲ့စိတ်ကိုတက်ပြည့်ရပါမယ်။ကိုယုံကြည်မှုရှိဖို့တင်ငယ်တတ်တဲ့စိတ်ကိုချိုးဖဲ့ပြည့်ရပါမယ်။ကိုယ့်အတွက်ကိုရှိတာသိဖို့တင်ငယ်တဲ့စိတ်ကိုနင်းချေပြည့်ရပါမယ်။သူများနဲ့လိုက်ရှင်ပြီးစိတ်မညစ်ဖို့တင်ငယ်တတ်တဲ့စိတ်ကိုမီးရှို့ပြည့်ရပါမယ်။အေးချမ်းပျော်ရွှင်တဲ့သူဖြစ်ဖို့တင်ငယ်ချင်းကင်းတဲ့နန်းတော်တည်ဆောက်ရပါမယ်။ရဲရည်ကြတာငိုလိုက်တာဟာရှုံးနေရမဟုတ်ပါဘူး။စိတ်အငြိကြေးတွေကိုတွန်ထုတ်ပစ်တာပါ။ခေါင်းစဉ်ငိုချပစ်လိုက်ပါတခါကတငယ်ချင်းတယောက်အိမ်ကိုတနင်္ဂနွေပိတ်ရဲ့အလဲရောက်သွားဖြစ်ပါတယ်အားလုံးရဲ့အားလိုက်ရဲ့ဖြစ်တာကြောင့်သူတို့အိမ်ကလူဆောင်တက်ဆောင်ကိုတွေ့ရတဲ့ရက်ပါပဲမိသားစုလည်းများတာကြောင့်တအိမ်လုံးဆွဲလဲတွေတတ်ထားသလိုထင်ရအောင်သူ့အမရဲ့ကလေးတွေကလည်းစော်ကစားကြလို့ပါပဲမကြပါဘူးအငယ်ကောင်လေးကမှန်စပွဲကုံပေါ်ကအလှပန်းအိုးကိုသူ့လက်နဲ့တိုက်ဆွဲသလိုဖြစ်သွားပြီးခြေထောက်ပေါ်ကျကွဲသွားပါတော့တယ်ခြေထောက်လက်ထိအလှပန်းလည်းကွဲဆိုတော့မေရီလုတ်သူကဒရဇက်ရိုက်ပါတော့တယ်ခြေထောက်ကလည်းနာအရိုက်လဲခံရဆိုတော့ကလေးကအပြဲငိုတော့တာပေါ့အဲ့ဒါကိုမေရီလုတ်သူကနေယောက်ျားမဟုတ်ဘူးလားမငိုနဲ့အတန်ထွက်တာနဲ့အနဲ့ထိုးမယ်ဆိုတာနဲ့ကလေးခမအန်ကိုကြိတ်ပြီးအဲကန်းတော့မှသွားပြီးရှိုက်တက်နေပါတော့တယ်ဒဇိန်ဧည့်သည်ရှိစူဆဲအရိုက်ခံရတော့ရှမ်းရွတ်တိမ်ငယ်သွားတာလဲပါမှာပေါ့အဲ့ဒီနေ့ကကလေးကအင်းရှိကတစ်ပင်အောက်မှာမင်းလဲခေါ်ကြွေမရကစားလဲစက်မကစားတော့ပဲငိုင်နေတော့တာပါပဲကလေးနဲ့မိဘရိုက်ကြပုတ်ကြတာလဲတဘာဝတစ်ခုပဲမဟုတ်လားကျွန်တော်တို့ငယ်ငယ်ကလည်းအရိုက်ခံမလုပ်ခဲ့ကြပါဘူးမိဘနဲ့တာသမီအရိုက်ပုတ်တော့အနေနဲ့အများမလွတ်ကြတာမို့ကိုကရိုက်ပြီးတဲ့အခါဘလို့စိတ်ထွက်ပေါက်ပေးမလဲတွေးကြရမှာပါပဲငိုချပစ်ခဲ့ပြီးပါပြီမျက်ရည်တွေနဲ့အတူနာကျင်ကြေကွဲခြင်းတို့သည်ရောပါကြည်ပြက်ခဲ့ပါပြီကျွန်တော်ရှင်သန်မှုတဲ့ပတ်ဝန်းကျင်ကလူအများစုကတော့မျက်ရည်ကျတာကိုအရှုံးပေးတာလို့သတ်မှတ်ကြပါတယ်မျက်ရည်ကျတာကိုလက်မြောက်သွားတာလို့ခံယူကြတာပါပဲမျက်ရည်ကျတာကိုပြောညံ့တယ်လို့ယူဆကြပါတယ်ခံနိုင်ရည်မရှိဘူးပေါ့တကယ်တမ်းကျမျက်ရည်ဟာအင်အားပါပဲမျက်ရည်ဟာအားတက်လောင်မှုအားနဲ့စိတ်ပြည့်ခြင်းတွေကိုမောင်းထုတ်ပစ်လိုက်ခြင်းပါပဲကြာရှုံးခြင်းကိုနှစ်သိမ့်ပေးတဲ့အကောင်းဆုံးလက်နက်ပါပဲမျက်ရည်တွေဟာဒဏ်ရာတွေကိုဆေးကြောပေးနိုင်ပါတယ်နာကျင်ခြင်းတွေကိုမေးဖြောက်ပေးနိုင်ပါတယ်ကျွန်တော်ငယ်ငယ်ကတော့အမေကများတခုခုပြောပြီးရိုက်ပြီးဆိုရင်ဝမ်းနည်းမှုတွေကိုအားရအောင်ကိုပါတယ်ပြီးရင်စားစရာရှိတာအားရပါရစားပြီးကစားစရာရှိတာတောင်းကစားတော့တာပါပဲအမေကသူမကြိုက်တာလို့ကတော့တပြက်စီးတစ်ချောင်းနဲ့လိုက်တော့တာပါပဲအိမ်ကောင်းရင်ကအဖေအမအရေးစီပြေးတော့တာပါပဲအကြီးကရှေ့ကအမေကရအောင်စော်နဲ့စုညံကြလို့ပါပဲရိုက်ပြီးလို့ကတော့အကြီးကမငုံနဲ့တော့လို့ပြောလဲအားရပါရငိုချလိုက်တာပါပဲပြီးရင်ကျွန်တော်စိတ်ထဲဘာမှမရှိတော့ပဲအကြီးပေးတဲ့မုံမိုးယူပြီးပြန်ကစားတော့တာပါပဲတကယ်တော့ငိုလိုက်တာဟာနာကျင်ရင်းတွေကိုနှစ်သိမ့်ပေးခြင်းအန်ထုတ်လိုက်ခြင်းပါပဲကျွန်တော်တို့အများစုဟာအရွယ်ရောက်လာတဲ့အခါလောကကြီးရဲ့ထိုးနှက်ချက်တွေကိုအမျိုးမျိုးရင်ဆိုင်ကြရတဲ့အခါမျက်ရည်မကျနဲ့ငါအရှုံးမပေးဘူးလို့မျက်ရည်မကျဘူးငါအားတင်းထားမယ်လို့ဆိုပြီးကြိတ်မိတ်နာကျင်ခြင်းတွေကိုမျိုးချတတ်ကြပါတယ်ဒဏ်ရာတွေရတဲ့အခါလွတ်လွတ်လပ်လပ်တစ်ခါတော့ငိုကြွေးကြည့်လိုက်ပါအလောက်ကိုင်းတွေအစမပြေတော့လို့ပိတ်လောင်နေသလိုခံစားလာရတဲ့အခါ
ငိုချပစ်လိုက်ပါရေးသားနဲ့ပြတ်သွားလို့အသေးကွဲပြီးလုံးဝမခံစားနိုင်တော့တဲ့အခါအာရပါရငိုချပစ်လိုက်ပါဒဏ်ရာတွေနာကျင်ခြင်းတွေဝမ်းနဲ့တောကတွေဟာမျက်ရည်တွေနဲ့အတူပါသွားပြီးပေါ့ပါသွားပါလိမ့်မယ်ခံစားရတာတွေပေါ့သွားတဲ့အထိငိုချပစ်ပါအဲ့ဒီအချိန်ငိုတဲ့မျက်ရည်ကိုလက်နဲ့ဆန့်ကြည့်ပါပူနေတာပါပဲမျက်ရည်ဘူးတွေပါအဲ့ဒါတွေကကျွန်တော်တို့ရဲ့ညှဉ်းနှွမ်းမှုတွေကိုတုံထုတ်လိုက်ခြင်းပါပဲအပေါ်မှာပြောခဲ့တဲ့တငယ်ချင်းတူလေးလိုပဲမငိုရပဲကြိတ်မိတ်နာကျင်ရခြင်းတွေကဒဏ်ရာတွေကိုပိုဖြစ်ပေါ်စေသလိုနာကျင်ခြင်းတွေစိတ်ဒဏ်ရာတွေကိုပိုအမြင့်တွယ်သွားစေပါတယ်အဲ့ဒီအချိန်မှာသူ့ဘာသာအပြည့်ငိုပါစေထားကြည့်လိုက်ပါကလေးကငိုပြီးသူ့ဘာသာနေကြအတိုင်းပြန်စော့ကစားပြစ်တော်မှာပါအဲ့ဒီနေရာမှာစကားချက်အနေနဲ့ငိုချပစ်လိုက်တာအညစ်အကြေးတွေတက်တာစီတာကိုပြောနေတာမို့ကလေးကိုနောက်တစ်ခါအဲ့လိုမဖြစ်အောင်ပြောပြပြီးမိဘကမရိုက်ဖဲဒဏ်ရာမဖြစ်အောင်လုပ်ရတယ်ဆိုတဲ့ကလေးပြုစုပြောထောင်နည်းကိုပြောပြနေတာမျိုးမဟုတ်ပါဘူးတင်ကမငိုတတ်ပဲကြိတ်မိတ်ခံစားတတ်တဲ့သူလားနာကျင်ခြင်းတွေကိုမခံစားနိုင်တော့တဲ့အခါငိုပစ်ကြည့်လိုက်ပါပေါ်ပါမှုကိုတင်ပြန်ခံစားရပါလိမ့်မယ်ညစ်ရည်ဆိုတာငိုဖို့မဟုတ်လို့ဘာလို့ဖို့ထားတာလဲလို့တွေးမိတဲ့အခါငယ်ငယ်ကခဏခဏနားထောင်ခဲ့ရတဲ့အန်ဒီမီခလာရဲ့ငိုလိုက်ဟိတငယ်ချင်းကိုတော့သွားတရိယာမိပါတယ်တချင်းကအသေးကွဲနေတဲ့ရီးသားကိုငိုချလိုက်လို့ပြောနေတာလေးပါချစ်တငယ်ချင်းမင်းဝမ်းမနဲ့နှစ်တွေကြာတော့မြပြောက်သွားမယ်ငိုလိုက်ဟိငိုလိုက်ဟိငိုချလိုက်ဟိတဲ့ဟုတ်တာပေါ့ဒဏ်ရာတွေနာကျင်ခြင်းတွေဝမ်းနဲ့ပူဆွေးမှုတွေဟာအချိန်ရှိတိုင်းဖြစ်ပေါ်နေမှာမဟုတ်တာဖြစ်ပေါ်လာတဲ့အခါကြိတ်မိတ်ဒဏ်ရာအဖြစ်မခံပဲငိုချလိုက်ပါအချိန်တန်တဲ့အခါအလုံးဟာပြီးဆုံးသွားမှာပါပဲမေးပြောက်သွားမှာပါပဲစိတ်ဒဏ်ရာတွေကိုတတဝိမှုနေရင်တော့တလုံးမေးမှာမဟုတ်ပါဘူးမျက်ရည်ကျတာငိုလိုက်တာဟာရှုံးနေခြင်းမဟုတ်ပါဘူးစိတ်ဒဏ်ရာတွေကိုတုံထုတ်ပစ်တာပါရှင်းထုတ်ပစ်တာပါနာကျင်ခြင်းတွေနေရာမှာအသက်လောင်လိုက်တာပါနာကျင်ခြင်းတွေကိုကြိတ်မိတ်မခံစားပါနဲ့ငိုချပစ်လိုက်ပါငိုချလိုက်တာဟာရှုံးနေခြင်းမဟုတ်အသက်လောင်ခြင်းရဲ့တင်ကေတငိုချလိုက်တာဟာလက်မြောက်လိုက်ခြင်းမဟုတ်အာယူခြင်းရဲ့တင်ကေတငိုချလိုက်တာဟာဆက်ဝမ်းနေဖို့မဟုတ်ဝမ်းနေခြင်းတွေကိုတွန်းချပစ်လိုက်တာငိုချလိုက်တာဟာပြန်မထနိုင်တော့ခြင်းမဟုတ်မထနိုင်တော့မဲ့အရာတွေကိုတွန်းထုတ်ပစ်လိုက်တာငိုချလိုက်တာဟာအကြောင်းမဲ့မဟုတ်စိတ်ပြက်ဝမ်းနေခြင်းကြောက်ရွံ့ခြင်းဒဏ်ရာနာတရားများစွာကိုစေကြောတွန်းထုတ်လိုက်ခြင်းပါပဲငိုချလိုက်ပါနာကျင်ခြင်းတွေကိုစေကြောအသက်လောင်ရအောင်